ချစ်များစူစီယာဒေါင်းဆိုတဲ့မင်းသားလေးတစ်ယောက်ရဲ့အင်ဂျယ်ဆိုတဲ့နတ်သမီးလေးတစ်ပိုင်းဆုံးဆိုတဲ့ဆုံးမတစ်ယောက်ပုံမြင်လေးတစ်ပုဒ်လို့စပြီးပေါ့ပါဒါတွေကိုရှင်းပြခိုင်းမလို့ပါအကိုတို့အဖွဲ့ထဲမှာစာတော်ဆုံးကဒေါင်းတယောက်ပဲနှံကြောင့်လိုမိန်းကလေးတယောက်ကိုညာအားကိုနဲ့ပြန်ရမယ်ဆိုလို့ရှိရင်ကိုဆုံးကျူးဆိုတဲ့ဆက်လောက်ပလိုက်မယ်။ညစာစားဝဲမှာအင်ဂျင်လုံးဝ start ဖြစ်သွားတယ်။ဒီလည်းနေလို့ဆိုရ။တော့အသုံးတဲ့သားဟာ အဲ့ဒီလက်စွပ်လေးကိုရသွားတဲ့သူကအင်တာဗျူးရောက်လာတယ်သူပဲအင်ဂျင်တော့ရောင်းလို့ပါအင်္ဂါနေ့တိုင်းည9:15မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်အချစ်များစူစီယာ